တင်ငန်းမှာကလေးတွေနဲ့တနေကုန်နေရတဲ့ဆရာမတွေအနေနဲ့သူတို့နဲ့အပေးယူများဆော့ဖို့သူတို့တွေအတွက်safe ဖြစ်နဲ့ကစားတဲ့ပတ်ဝန်းကျင်လေးတစ်ခုဖန်တီးပေးဖို့အတွက်ကိုစာတင်ငန်းဆိုတာကမဖြစ်မနေအရေးအကြီးတဲ့အခန်းကဏ္ဍပါဝင်ပါတယ်စာတင်ငန်းကိုပဲမိဘတွေကလာကြည့်တယ်စာတင်ငန်းကိုပဲကျမတို့လူကြီးတွေကလည်းဘာဖြစ်နေလဲဘာတွေပံ့ပိုးပေးရမလဲဆိုတာကြည့်တယ်အဲ့တော့စာတင်ငန်းဆိုတာကတကယ်ကိုအရေးအကြီးဆုံးအခန်းကဏ္ဍမှာပါဝင်ပါတယ်ဆရာမနဲ့ကလေးနဲ့စာတင်ပြီဆိုလို့ရှိရင်ဟုတ်တယ်ဟုတ်အဲ့တော့ဒီစာတင်ငန်းဆက်တင်မှာဆိုလို့ရှိရင်ကျမမြင်ရသလောက်လိုက်ကြည့်ရသလောက်ဒီ social media တွေမှာပုံနေတင်ထားတာတွေကြည့်ရသလောက်ဆိုလို့ရှိရင်နေရန်နေမှာလေကတ်ထားတဲ့visual chat တွေကအရန်များနေတာတွေ့ရတယ်အယောင်အသွေးတွေကလည်းအရန်စုံနေဘာဖြစ်လို့လဲဆိုတော့ကလေးငယ်လေးတွေကကြတော့ဒီ visual လေးတွေကနေပြီးတော့သူတို့ကတဆင့်လမ်းလောက်တာ哦เนาะအဲ့လိုဆိုတော့ကျမစေတနာတွေကိုလည်းမြင်နေရပါတယ်ကလေးတွေတက်ကြပါစေတော့ကလေးတွေဒီကနေသင်ယူလေ့လာရပါစေတော့ဆိုရဆန္ဒနဲ့ ABCD တွေရှိမယ် shape တွေရှိမယ် the whole body နဲ့ပတ်သက်တာတွေရှိမယ် animals လေးတွေရှိမယ်မျိုးစုံပေါ့เนาะကတ်ထားတာပေါ့เนาะအယောင်သွေးရလည်းအရန်စုံနေစဉ်းစားကြည့်ဒီ visual တွေမှာလည်းအယောင်အသွေးတွေအများကြီးစုံနေပြီကျမတို့အခန်းထဲမှာသုံးနေချင်းနှောင်းလေးတွေရှိမယ်ကစားစရာလေးတွေရှိမယ်အဲ့ဒါတွေအကုန်လုံးလည်းစဉ်းစားကြည့်အကုန်လုံးအယောင်နေနဲ့ပဲအရန်များတယ်အဲ့ခါကျတော့ classroom ကိုမြင်အောင်ကြည့်လိုက်တကယ်လို့ကိုယ့်ကြောင်မှာသုံးနေဆိုတော့ကိုယ့်ကြောင်အခန်းထဲကိုကြည့်လိုက်ကျမတို့အခန်းအရန်ကို colorful ဖြစ်ပြီးတော့မှဘာကိုကြည့်လို့ကြည့်ရမှန်းမသိတော့တဲ့focus မရှိနေဘူးthink မရှိနေတဲ့ပတ်ဝန်းကျင်လေးတစ်ခုကိုကကလေးတွေကိုပေးမိသားကြီးဖြစ်သွားတယ်ကလေးတွေအနေနဲ့ကလည်းဘာကိုသင်ယူရမှန်းမသိတော့ဘူးပေါ့နော်နောက်ပြီးတော့ over stimulating လဲသူတို့ကိုသွားပြီးတော့ဖြစ်ရကြတယ်အဲ့အတွက်ကြောင့်မလို့အတတ်နိုင်ဆုံးကိုယ့်ရဲ့ဒီနေရာမှာကတ်တဲ့visual chat တွေကို think အလိုက်ကလေးဖန်တီးပေးတာမျိုးလေးလုပ်ပေးပါပြီးတော့လုံးဝကိုအနည်းဆုံးလေးပဲသုံးတာမျိုးလေးလုပ်ပေးပါကျမမြန်မာပြည်မှာတော့ကလည်းဒီ international school အကြီးဆုံးတကယ်အကောင်းဆုံးကျောင်းမှာကျမစာသင်ခဲ့တယ်အခုဒီ America ကိုရောက်လာတော့လေကျမဒီမှာတကယ်ဒီထိတ်တန်းပေါ့နော်ဒီ America မှာ number 1 လို့မျိုးဖြစ်နေတဲ့ကလေးမူဂျိုကျောင်းမှာကျမအလုပ်လုပ်တယ်သူတို့မှာလုံးဝ system ချပြီးသားဒီနေရန်တွေမှာအများကြီးပစ္စည်းတွေမကတ်ရဘူး visual chat တွေအများကြီးသုံးတာကိုသူတို့ခွင့်မပြုဘူးအကျဉ်းလေးပဲခွင့်ပြုတယ်ဒါကဘာကြောင့်လဲဆိုတော့လေ minimal classroom setting ကိုသူတို့ကပံ့ပိုးပေးထားတာဖြစ်တယ်ပြီးတော့စာအုပ်တွေဆိုလို့ရှိရင်လေဆရာမတို့ကအရန်စေတနာကောင်းတဲ့အတွက်ကြောင့်မို့လို့စာအုပ်တွေအများကြီးအဲ့လိုမျိုးမဟုတ်ဘဲနဲ့စာအုပ်အများကြီးကိုထားလိုက်ပါတော့အပြင်ကနေရာလေးတစ်ခုတီးတက်လေးကိုမှရှိတယ်ဆိုလို့ရှိရင်အဲ့ညမှာ library လိုပုံစံမျိုးလေး mini library လေးထားကို့အခန်းထဲကိုကြတော့တစ်ပတ်မှာ10အုပ်15အုပ်ပဲယူမယ် chef လေးတစ်ခုတေးသေးလေးပဲထားမယ်အဲ့ chef လေးမှာ10အုပ်ဆက်ရင်10အုပ်ကလေးပဲထားမယ်နောက်တစ်ပတ်ကြာလို့ရှိရင်အဲ့ဒီ10အုပ်ကိုအပြင်မှာသွားပြန်ထားအပြင်က10အုပ်ကိုအခန်းထဲကိုယူအဲ့လိုပုံစံမျိုး minimal classroom setting လေးကိုကျမကတော့အားပေးပါတယ်လုပ်စေချင်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာကလေးတွေအတွက်ကလည်းfocus ပို့ပြီးတော့ထားမိသွားတယ်။နောက်ပြီးတော့သူတို့အတွက်ကလည်းဒီခါလာလဲဒီစာအုပ်တွေတစ်ခါလာလဲဒီအယုတ်တွေမဟုတ်တော့ဘဲနဲ့အယုတ်တွေဆိုလဲထိုနည်း၎င်းပဲကျမတို့စီမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုကလေးတွေအတွက်ထားပေးထားတာအဲ့ဒါမျိုးမဖြစ်သင့်ဘူးဖြစ်တဲ့နာကcloset လေးတစ်ခုရှိတဲ့နဲ့ဒါမှမဟုတ်လို့ရှိရင်လည်း box လေးတစ်ခုပေါ့နော်အဲ့ဒီမှာကလေးတွေရဲ့ကစားစရာတွေအကုန်လုံးကိုတင်ထား label လေးတွေနဲ့ပေါ့နော် block ဗာလဲ automobile ဒါကကြတော့ပေါ့ပါလဲrole play အတွက်ဒါမျိုးလေး label လေးနဲ့ထားပြီးတော့မှအပြင်ကိုဒီတစ်ပတ်ဒါမှမဟုတ်လဲ2ပတ်ပေါ့နော်အဲ့မှာဒီပစ္စည်းလေးတွေသုံးမယ်ကလေးတွေကိုသုံးခိုင်းပြီးရင်အဲ့ပစ္စည်းလေးတွေကို closet ထဲမှာပြန်သိမ်းမယ်အထဲထဲမှာရှိတဲ့နောက်ထပ်အသစ်ကလေးတွေကိုအပြင်ကိုပြန်ချမယ်ဒါမျိုးလေးတွေလုပ်ပေးလို့ရှိရင်ကလေးတွေအတွက်ကလည်းအမြဲတမ်းအသစ်အဆန်းလေးတွေဒါမှမဟုတ်လို့ရှိရင်လည်းတစ်လနေမှာတစ်ခါသုံးရတဲ့ပစ္စည်းမျိုးလေးတွေဖြစ်တော့သူတို့အကြောင်းကိုလာတာပို့ပြီးတော့ excited ဖြစ်တယ်နှုတ်မို့ဆိုရင်ဒီအခန်းထဲမှာတစ်နှစ်နေလို့လဲဒါပဲ6လနေလို့လဲဒါပဲဆိုတာမျိုးမဟုတ်ဘဲနဲ့အဲ့လိုလေးပြောင်းလဲလေးလုပ်ပေးတာကလေးတွေအတွက်ကောင်းတယ်ပြီးတော့ furniture အထားသူ furniture တွေကိုကျမတို့မြန်မာတွေလုံးလေးရှိတာကနေရန်တွေမှာအကုန်ကပ်ပြတ်တာအဲ့လိုမဟုတ်ဘဲနဲ့နေရာလေးတွေကိုလေအလဲလေးတွေမှာဘေးလေးတွေမှာဒီလို classroom setting လေးတွေကိုလုပ်ပေးတင်ပါတယ်ကလေးတွေကိုဒါပေမဲ့အဲ့လိုလုပ်တဲ့အခါမှာတော့ဘာသတိထားရမလဲဆိုလို့ရှိရင်သူတို့ကိုကျမတို့မြင်နေရမယ်နော်ကလေးတွေကဒေါင်းလေးထဲမှာကွယ်နေတာမျိုးchef လေးရဲ့အနောက်မှာ
နေနေတာကိုဆရာမလှမ်းမမြင်နိုင်တာမျိုးတော့မဖြစ်ရဘူးတခန်းလုံးကိုဆရာက supervise လုပ်နိုင်ရမယ်မြင်နေရမယ် visible တော့ဖြစ်နေရမယ်ပေါ့နော်ဒီလို classroom setting လေးလုပ်တဲ့ねပြီးတော့ဆရာဆရာမတို့ကနေရန်နေမှာကတ်တယ်ဆိုလို့ရှိရင်ရောဘာတွေနဲ့ကတ်လဲတိတ်နဲ့ကတ်တာလားဒါမှမဟုတ်လို့ရှိရင် double take လိုဟာမျိုးနဲ့ကတ်တာလား double take လိုဟာနဲ့ကတ်တဲ့အခါကြာလို့ရှိရင်အကြာကြီးတော့ခံတယ်ဒါပေမဲ့ကိုယ့်ရဲ့နေရန်တွေပျက်စီးတယ်နော်ခွာလိုက်လို့ရှိရင်လည်းဆေးသားတွေကွာသွားတာမျိုးဒါမျိုးလေးဖြစ်တတ်တယ် double take ကကောင်းတဲ့အချက်တွေလည်းရှိသလိုကိုယ့်ရဲ့အလှအပကိုပျက်စီးစေ classroom အလှအပကိုပျက်စီးစေတဲ့အခြေအနေမျိုးလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုအခန်းထဲရဲ့ဒီနေရန်မှာသုံးမဲ့နောက်ခံ glue อ่ะဘယ်အမျိုးအစားကိုသုံးလဲဆိုတာကလည်းအရေးကြီးသေးတယ်ဆရာဆရာမတို့သုံးနေတာကလှတပတလေးငကိုတို့เนี่ยဖြစ်ပြီးသားဖြစ်မယ်လို့လည်းကျွန်မယူဆတယ်ယုံကြည်တယ်ဒါပေမဲ့တချို့တွေဒါမသုံးသေးဘူးဆိုလို့ရှိရင်เนาะကျွန်မပေးမဲ့ idea လေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့ဒီမှာတော့ classroom မှာဆိုလို့ရှိရင် velcro လို့ခေါ်တဲ့ဒီ sticker လေးတွေကိုသုံးတယ်ဒီ tag ပေါ့နော်မြန်မာပြည်မှာ blue tag ဆိုပြီးရှိတယ်ဒီမှာကျတော့ fan tag လို့ခေါ်တယ်သူက TAK နဲ့စုံတာပေါ့နော်မြန်မာပြည်မှာ blue tag TAK tag ဆိုပြီးတော့ရွှေကြားတို့ဘာတို့လိုမျိုး stationery ဆိုင်ကြီးကြီးတွေမှာရနိုင်တယ်အဲ့ဒီမှာနည်းနည်းတော့ဈေးတော့ကြီးကောင်းကြီးမယ်ပေါ့နော်ဒါပေမဲ့ကျမလိုက်သုံးရမယ်လို့မဆိုလို့เนาะဈေးအရင်ကြီးတာကိုကိုကျောင်းရဲ့ budget နဲ့မကိုက်လို့ရှင်တော့သုံးစရာမလိုဘူးဒါပေမဲ့ကျမတို့ကျောင်းကသုံးတာလေးကိုပြောရမယ်ဆိုတော့ဒါမျိုးလေးဒီလိုမျိုးလေးတွေယူပြီးတော့ဒီလိုလေးယူပြီးတော့မှဒီစာရွက်အနောက်ကလေးမှာကတ်ရတာပေါ့နော်ဒီလိုစာရွက်အနောက်ကလေးမှာကတ်စာရွက်အနောက်လေးမှာကတ်ပြီးတော့ဒီလိုမျိုးလေးကတ်ရတာပေါ့နော်အဲ့လိုဆိုတော့ကိုယ်နေရန်လေးလည်းလှသွားတယ်ရှင်တိတ်ကြီးတွေနဲ့ဒီနားမှာကတ်တာဆိုလို့ရှိရင်ကိုယ့်အခန်းရုပ်ဆိုးတယ်ပေါ့နော်အဲ့လိုအသေးစိတ်ကလေးတာစာကျမတို့ဂယူးပြူရမယ်နောက်ပြီးတော့အဲ့လိုမျိုးတိတ်နဲ့ကတ်တဲ့အစားဆိုလို့ရှိရင်ကျမဖြစ်စေချင်တာကွာတိတ်ကလေးကိုဒါမျိုးလေးလှုပ်လိုက်ဒီလိုမျိုးလေးလှုပ်လိုက်လို့ရှိရင်တိတ်ကလေးကဒီမှာ stick ဖြစ်သွားမယ်လေအဲ့ဒါကိုမှဒီစာရွက်ရဲ့အနောက်ကလေးကိုဒီလိုမျိုးလေးကတ်ပြီးတော့မှဒီတိတ်ကလေးကိုဒီလိုမျိုးလေးကတ်တာမျိုးပေါ့နော်အခန်းလေးမှာလေသေးလေးပဲဖြစ်ပလိစီ professional ဆန်နေတဲ့အခန်းလေးဖြစ်အောင်လို့ခုနပြောသလိုဒီ blue tag ကြီးကိုဝယ်နိုင်မှာမဟုတ်ဘူးကိုကြောင်ခန်းထဲမှာသုံးတဲ့ paper tape ပဲဖြစ် cello tape လား cello tape ပဲဖြစ်ပလိစီအဲ့ဒါလေးကိုပြန်ခောက်ပြီးတော့မှဒီမမြင်ရအောင်လို့သုံးတာမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးဖြစ်တာဆိုလို့ရှိရင်အခန်းလေးကကြည်ပျော်ရှုပျော်လေးနဲ့ခေါင်းဖြစ်ကလေးပေါ့နော်ကျမကတော့ခေါင်းဖြစ်တဲ့ classroom setting minimal ဖြစ်တဲ့ classroom setting visually busy ဖြစ်နေတာမျိုးမဟုတ်တဲ့ classroom setting ကိုအားပေးတယ်ကလေးတွေကိုမနက်မိုးလင်းကြောင်းလာတဲ့အခါကျလို့ရှိရင် soft ဖြစ်တဲ့ music လေးတွေဖွင့်ပေးထားတာမျိုးလေးတွေနောက်ပြီးတော့အဲ့လိုမျိုးမနက်မိုးလင်းလေးတွေလာတဲ့အခါကျလို့ရှိရင်လည်းဘယ်လို strategy လေးထပ်သုံးရမလဲဆိုတော့နောက်ဗီဒီယိုမှာကျွန်မပြပြပေးပါအောင်မယ် bye bye